မိတ်ဆွေကကျမ်းမာရေးကိစ္စနဲ့ပတ်သက်လို့ AI ကိုမေးတတ်တယ်လို့လား။ဒါဆိုရင်တော့ဒီဗီဒီယိုကိုစောအောင်ကြည့်လိုက်ပါ။လူမကောင်းဖြစ်တာကိုဆရာဝန်စီမသွားပဲ AI စီမှာစေးစာတောင်းပြီးကုသဖို့ကြိုးစားနေပါသလား။ပုံလေးတစ်လုံးနဲ့မေးုံနဲ့မကပဲစားတောက်နဲ့စိတ်ပိုင်းဆိုင်ရာဒီ AI ကိုအားကိုးနေကြတဲ့ယနေ့ခေတ်မှာအဖြစ်မနေသတိထားရမယ့်အချက်နှစ်ချက်ရှိပါတယ်။ကျွန်တော်တို့အနေနဲ့ဒီလွှတ်ရဲ့ကမ္ဘာလုံးဆိုင်ရာစစ်တမ်းအရာ AI အသုံးပြုတွေက26%ဟာကျမ်းမာရေးအတွက် AI ကိုတိုင်ပင်မှုကြပါတယ်။ဒါပေမဲ့စိုးရိမ်စရာကောင်းတာကဒီလိုတိုင်ပင်မှုတွေတဲက38%ဟာ AI ကပေးတဲ့ကျမ်းမာရေးအချက်လက်တွေကိုအမြဲတမ်းတိကျမှန်ကန်တယ်လို့လွဲမှားစွာယုံကြည်နေကြတာပါ။ AI ဆိုတာတစ်ခါတည်းတကယ်မရှိတဲ့အချက်လက်တွေကိုတကယ်လိုမျိုးလောက်ကြံပြီးဖန်တီးပေးတတ်တာမို့ကျမ်းမာရေးကိစ္စမှာဒါကအလွန်အန္တရာယ်ကြီးပါတယ်။ဒုတိယအချက်အနေနဲ့ဒီပညာရှင်တွေကထောက်ပြထားတာကလက်ရှိကျမ်းမာရေးအတွက် AI ကိုအသုံးပြုခြင်းဟာတကယ်ရလဒ်ထွက်တဲ့ကုသမှုတဲ့စမ်းသပ်လေ့လာတဲ့အဆင့် experimental state မှာပဲရှိပါသေးတယ်။တော်တော်များများက AI ကိုအဲလုပ်ဖို့ practice လုပ်ဖို့လမ်းညွှန်ဖို့နဲ့စိတ်ပိုင်းဆိုင်ရာတိုင်ပင်ပေါ်အဖြစ်အသုံးပြုနေကြပေမဲ့တကယ်အရေးကြီးတဲ့ဝေဒနာတွေအတွက်ဆရာဝန်အစားထိုးပြီး AI ပေါ်မှာလုံးဝပုံမချသင့်ပါဘူး။လို့ဆိုပြောရရင်တော့ AI ကိုအကြံပြုချက် idea ယူတဲ့နေရာလောက်ပဲအသုံးပြုပြီးတကယ်ကျမ်းမာရေးကိစ္စတွေကိုတော့တိကျတဲ့စိညွှန်းတွေအတွက်အထူးကူဆရာဝန်ကြီးတွေနဲ့ပဲတိုက်ရိုက်ဆွေးနွေးကုသသင့်ပါတယ်။ကျမ်းမာရေးအတွက် AI နဲ့ကုသနေတဲ့တင့်မိတ်ဆွေတွေကိုလည်းဒီအကြောင်းအရာလေးရှင်းပြလိုက်ပါဦး။